ဒီခွေးလေးကတော့သူချစ်ရတဲ့တငယ်ချင်းကိုလူတွေကခေါ်သွားတော့မဲဆိုတာကိုသိတဲ့အတွက်ငိုတော့မဲ့ပုံစံလေးဖြစ်နေရပါသူချစ်ရတဲ့တငယ်ချင်းဆိုလို့ခွေးလေးတစ်ကောင်လို့တော့မထင်လိုက်ပါနဲ့နွားတစ်ကောင်ပဲဖြစ်ပါတယ်သူတို့နှစ်ကောင်ကငငယ်လေးကလေးအတိုင်းအတူတူကြီးပင်းလာခဲ့ကြတာဖြစ်ပါတယ်ဒီလိုနဲ့တနေ့မှာတော့အိမ်မန်ရှင်ကနွားလေးကိုတာတတမလေးစီရောင်းလိုက်ပါတယ်အဲ့ဒီမှာခွေးလေးကလူစိမ်းနေစီကနေအန်ရယ်ကိုအနက်ခံမိနေပါတယ်ဒီလိုနဲ့တငယ်ချင်းကိုနတက်ရောင်ခေါ်သွားတော့မှသိတဲ့အတွက်အပြင်ဘက်မှာတကောင်လေးပြာရခတ်နေပါတယ်ထိုချိန်မှာပဲနွားသမားတွေကကားပေါ်မှာတင်ပြီးမောင်းထွက်သွားတဲ့အတွက်သူကနောက်ကနေအတင်းပြေးလိုက်သွားရပါတယ်ခွေးလေးကအချိန်တော်ကြာတိတိတိုင်အောင်နောက်ကနေနန့်ခံပြီးလိုက်နေတော့မှာပဲဒီလိုနဲ့နောက်ဆုံးမှာတော့သူချစ်ရတဲ့တငယ်ချင်းစီကိုစိုက်စိုက်မြိုင်မြိုင်ကြီးရောက်တော့ပါတယ်အဲ့ဒီမှာခွေးလေးကနွားလေးနားကိုလာကက်တဲ့လူမှန်တစ်ယောက်ကိုဟောင်လွတ်ပါတယ်ဒီလိုနဲ့နတိုင်းအောင်မရှင်မျိုးသမီးကသူတို့နှစ်ကောင်ရဲ့ကြားတန်ရောင်းစင်ကိုတွေ့တော့ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖို့လုပ်လိုက်ပါတယ်ဒါကတော့နွားလေးကိုမတက်တော့ပဲပြန်လွှတ်ပေးလိုက်ဖို့ဖြစ်ပါတယ်ဒီလိုနဲ့တကယ်ချင်းဖြစ်သူခွေးလေးရဲ့ကျေးဇူးကြောင့်နွားလေးကအသက်ဘေးကနေလွတ်မြောက်ပြီးချမ်းသာရသွားခဲ့ပါတယ်အခုတော့သူတို့နှစ်ကောင်ကခြံထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့အရင်လိုပြန်ပြီးနေလို့ရတော့ဖြစ်ပါတယ်